အာယုံကြောကိုလည်းအားကောင်းစေတယ်ညာဘက်ဒီမှာဆိုလို့ရှိရင်လည်းကောင်းကောင်းအိပ်ပျော်စေတယ်ဒီရဲ့မိမိစင်လေးကိုဘယ်မျိုးတွေကိုပို့ပြီးလဲဆိုပြီးတော့မှမေးထားကြတာအရန်များလို့ပေါ့နော်စုလိုက်ကတော့ဒလီရောက်တဲ့မျိုးတော်တော်များများကိုမျိုးပေါ်မှန်သမျှကိုပေါ့နော်အေးအောင်ငွေချေစနစ်နဲ့ပို့ပေးနေပါတယ်နယ်ဘက်ဒီရွာဘက်ဒီဆိုရင်တော့ဂိတ်တင်ပေးတယ်ပေါ့နော်ဘလူလူတွေအဓိကထားပြီးတော့မှတုံးလို့ရလဲဆိုလို့ရှိရင်အာယုံကြောအားနေနေတယ်ဆိုတဲ့သူတွေအကျော်တွေအားနေပြီးတော့မှလမ်းကြကြရှောက်လို့မရဘူးမတက်ကြကြရဲလို့မရဘူးလမ်းသွားတဲ့အခါမှာအားမလို့အားမရတွေဖြစ်ပြီးတော့မှတုံဆိုင်နေဖြစ်နေတယ်ဆိုတဲ့သူတွေကြွက်သားတွေအားနေပြီးတော့မှခြေတုံတယ်လက်တုံတယ်ပေါ့နော်ပစ္စည်းကရင်မမြဲဘူးဆိုတဲ့သူတွေအစိုးအပြားခြေပြားလက်ပြားလေးတွေထုံကျင်တယ်ခြေထောက်တွေလက်တွေထုံပြီးတော့မှကျင်နေတယ်ဆိုတဲ့သူတွေပေါ့နော်ဒီလိုမျိုးညာဘက်ဒီမှာဆိုလို့ရှိရင်လည်းအကောင်းကောင်းအိမ်မပြောဘူးအာယုံကြောတွေအားနေပြီးတော့မှအမြင်အာယုံတွေမကြည့်လင်ဘူးအမြင်နှစ်ထပ်ဖြစ်နေတယ်ဆိုတဲ့သူတွေစကားပြောတဲ့အခါမှာလည်းရှာလေးအားလေးဖြစ်တယ်စကလုံးတွေမပီမသားဖြစ်တယ်ရှာတွေထုံတယ်ဆိုတဲ့သူတွေပေါ့နော်စီဝမ်းသွေးလေးမှန်ကန်ခြင်းနဲ့ဆိုတဲ့သူတွေအာယုံကြောတွေအားနေပြီးတော့မှစီဝမ်းမမှန်မှုစီဝမ်းမထိန်နိုင်မှုဆိုတဲ့သူတွေသွေးလေးလည်းပတ်မှုစနစ်မမှန်ကန်မှုဆိုတဲ့သူတွေမိခွဲပေးလို့ရပါတယ်ရှင်သူကကြတော့တစ်နေ့ကို3ချိန်မှာမနက်9လုံးနေ့9လုံးည9လုံးအစာစားပြီးတဲ့အခါမှာရိုးရည်နဲ့မိခွဲပေးရပါတယ်ရှင်တလားစာပါတပူကို13000ဒလီရောက်တဲ့မျိုးတော်တော်များများကိုအင်ရငွေချေပို့ပေးတယ်နေဘက်တွေဆိုရင်ဂိတ်